လီယိုဤအိမ်မှာညအိတ်စွန်စားခံချင်းသေးလေးလီယိုကအရန်စိတ်လှုပ်ရှားနေတယ်သူကသူ့အပွားအိမ်ကိုသွားမှလေသူကအပွားနဲ့အတူကစားရတာအပွားလုပ်ပေးတဲ့အရာတာရှိတဲ့ပုတ်ကြီးတွေစားရတာကိုသဘောကျတယ်ဒါပေမဲ့နေဆဝင်လာတဲ့အခါမှာတော့လီယိုကစိတ်ထဲမှာနည်းနည်းလှုပ်ရင်းလာတယ်ဖာတီမာမအေးချင်းလိုလီယိုကသူ့အမေကိုတိုးတိုးလေးပြောလိုက်တယ်ဒါအိမ်ကကိုကတဲ့မှာပဲပြန်အိတ်ကြည့်တယ်သူ့အမေကသူ့ကိုနှွေးထွေးစွာနဲ့တင်းတင်းကြပ်ကြပ်ပွေဖက်လိုက်တယ်နည်းနည်းလောက်စိတ်လှုပ်ရှားတာကဖြစ်တတ်ပါတယ်လို့သူမကညင်ညင်သာသာပြောတယ်ဒါပေမဲ့အပွားအိမ်ကညဘက်မှာတောင်စွန့်စားခန်းတွေနဲ့ပြင်နေတာအဲ့ဒီအချိန်မှာပဲအပွားကပြုံးပြီးဝင်လာတယ်လီယိုမင်းကိုပြဆရာရှိုးဖက်ချက်တစ်ခုရှိတယ်လို့အပွားကတိုးတိုးလေးပြောလိုက်တယ်သူမကလီယိုကိုပြတင်းပေါက်နာကကြီးမပြီးတက်တောက်တက်တာရှိတဲ့လက်တွေကလားထိုင်ကြီးစီကိုခေါ်သွားတယ်ဒါကငါတို့ရဲ့အထုကျရောင်ဆုံးကလထိုင်ပဲအပြင်ဘက်မှာတော့ကောင်းကင်ကမေတုမေတုကျဲတွေနဲ့ပြည့်နေတယ်ကျဲတိလုံးစီကအိတ်ဆက်ချင်းဆူတောင်းတွေပဲလို့အပွားကရှင်းပြတယ်ငါတို့အတူတူဆူတောင်းကြရအောင်လီယိုကတာရတဲ့အိမ်မက်တွေနဲ့မနဲ့ပြန်မှာပျော်စရာကောင်းတဲ့နေ့တစ်နေ့ဖြစ်ဖို့ဆူတောင်းခဲ့တယ်အပွားကတော့လီယိုကိုလုံခြုံပြီးပျော်ရွှင်စေဖို့ဆူတောင်းခဲ့တယ်ကျဲတွေကသူတို့ဆူတောင်းတာကိုနားထောင်နေတယ်လို့မျိုးသူတို့ကိုမေတုပြန်လင်းပြနေကြတယ်ပြီးတော့အပွားကအထူးရဲရင်သောချင်းသေးဓာမီတစ်လက်ကိုထုတ်လာတယ်ဒါကစိတ်လှုပ်ရှားမှုတွေနဲ့စိုးရိမ်ပူပန်မှုတွေကိုအဝေးကိုမောင်းထုတ်ပေးလိမ့်မယ်လို့သူမကလီယိုကိုဓာမီပေးရင်ပြောလိုက်တယ်လီယိုကသူ့ရဲ့ရဲရင်သောချင်းသေးဓာမီကိုကန်ရင်ဧည့်သည်အိယာကြီးထဲမှာနှွေးနှွေးထွေးထွေးလဲလျောက်လိုက်တယ်သူကအိတ်ဆက်ချင်းဆူတောင်းတွေနဲ့အပွားရဲ့နှွေးထွေးတဲ့အပြုံးကိုပြန်စဉ်းစားမိတယ်သူစိတ်ထဲမှာသိမလို့ရင်တော့ဘူးမကြခင်မှာပဲလီယိုကကျဲတွေနဲ့ပြည့်နေတဲ့စွန်စားခါတွေနဲ့အရသာရှိတဲ့ပုတ်ကြီးတွေအကြောင်းအိမ်မက်မက်ရင်တစ်တစ်ချိုက်ချိုက်အိပ်ပျော်သွားတယ်သူကအပွားအိမ်မှာလုံလုံချုံချုံနဲ့အေးအေးချမ်းချမ်းရှိနေခဲ့တယ်မနေ့ကရောက်တော့နေမင်းကြီးကသူ့ရဲ့အော်ဆရာကောင်းတဲ့အပွားနဲ့အတူကစားဖို့နဲ့ပျော်ရွှင်စရာအမတ်တရားတွေဖန်တီးဖို့အတွက်နေ့တစ်တစ်နေ့ကိုနိုးထစီခဲ့တယ်